ဆိုင်ပိတ်ချိန်ရောက်တိုင်းဘောင်းချတွေပြည်စာတွေကိုစုပြီးတော့အိတ်သေးထဲမှာလူကိုယ်တိုင်ထိုင်ပြီးတော့ညနေတဲ့အထိရိုက်ထည့်နေတော့မယ်ဆိုရင်ဒီဗီဒီယိုကမိတ်ဆွေတွေဖြစ်ပါတယ်လူဆိုတာကပင်ပန်းရင်အမှားများပါတယ်နောက်တစ်ခုကဒီပြဿနာကိုဖြေရှင်းမှုအတွက်လည်းဝန်ထမ်းအသစ်လုံးဝထပ်ခေါ်စရာမလိုပါဘူးကျွန်တော်တို့ The Habit Village ကတိစောက်ထားတဲ့ဒီစနစ်ကိုကြည့်ကြည့်ပါမိတ်ဆွေရဲ့ဝန်ထမ်းကဒီဘောင်းချတပ်ပုံတစ်ပုံကို Telegram နဲ့ပို့လိုက်ရုံပါပဲဒီ AI ကနေပုံထဲကမြန်မာကဏ္ဍတွေရက်စွဲတွေနဲ့ကုန်ကျစရိတ်တွေကိုအလိုလျောက်ဖတ်ယူပြီးတော့ဒီကျွန်တော်တို့ Google Sheet တွေကိုစက္ကန့်ပိုင်းတွင်ဇယားကြကြတွားရောက်ဖြည့်သွင်းပေးမှာဖြစ်ပါတယ်ဒီနေရာမှာအဝေါ်စရာအကောင်းဆုံးကဝန်ထမ်းကဘောင်းချအဟောင်းကိုနှစ်ခါပြန်ပို့မိရင်တောင်မှဒီစနစ်ကဒါကြီးကစရင်သွင်းပြီးသားပါဆိုပြီးတော့ဒါအလိုလျောက်ပယ်ချပေးမှာပါအဲ့တော့ဒါကြောင့်ဒီစရင်နှစ်ခါထပ်မှာကိုလည်းပူစရာမလိုတော့ဘူးပေါ့ဗျာမိတ်ဆွေအနေနဲ့နေရာမရွေးကနေလုပ်ငန်းရဲ့အဝင်ထွက်စရင်ကိုအချိန်နဲ့တပြေးညီစစ်စစ်နိုင်သွားပါပြီဒီလိုမျိုး software အသစ်တွေလေ့လာစရာမလိုဘဲနဲ့ Telegram ကနေပဲအလိုလျောက်စရင်သွင်းမဲ့စနစ်တွေကိုမိတ်ဆွေလုပ်ငန်းမှာတိစောက်ချင်တယ်ဆိုရင်တော့ bio က Telegram လင်းထဲမှာဝင်ရောက်ပြီးတော့အခမဲ့9မိနစ်လောက်လာရောက်ဆွေးနွေးလို့ရပါတယ်